Chelsea က Nottingham Forest ကိုကျွန်တော်တို့အိမ်ကွင်းမှာ1-3နဲ့ရှုံတော့ Premier League မှာ6ပွဲဆက်ဆိုသူတို့ကျွန်တော်ရှုံးနေသွားပြီ Premier League 6ပွဲဆက်ရှုံးနေတာဆိုတော့ကျွန်တော်လာ1993ခုနှစ်နောက်ပိုင်းမှာပထမဆုံးဆိုလို့ Chelsea ကကျွန်တော်ဒါဒီ6ပွဲဆက်တိုက်ပြန်ပြီးတော့ရှုံးနေတာဖြစ်တယ်ပေါ့နော်တော်တော်စိတ်ပြည့်စရာဗျစိတ်ပြည့်စရာဆိုတာလက်ရှိကျွန်တော်တို့ Chelsea ရဲ့အနေထားကကြားထဲမှာဟိုကစားမားတွေရဲ့ကြားထဲမှာ connection တွေမရှိတယောက်နဲ့တယောက်အခြေဆက်တွေမရှိနားလည်မှုတွေမရှိကလပ်အသင်းကိုထိတ်ဆုံးကနေပြီးတော့ဥဆောင်နေတဲ့ဘုတ်ဖွဲ့ဝင်တွေပြီးကျွန်တော် manager situation ကစားသမားတွေပြီးလို့ရှိရင်လူဝယ်တဲ့အခြေအနေတွေကစအားလုံးကဘာမှပေါ့ဘယ်လိုပြောမလဲတစုတစည်းတွေရှိမနေပဲနဲ့ပြိုကွဲနေတဲ့နေရာတစ်ခုကြီးလို့ကျွန်တော်ဖြစ်နေတာကျွန်တော်လက်ရှိကျွန်တော်ကြည့်ရမယ်ဆိုရင်ဟိုဂျေမီကာရီကပြောသလိုပဲလက်ရှိပေါ့နော်ဒီပွဲမှာ Chelsea အသင်းမှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့ကစားမ 4-5 ယောက်လောက်ရှိတယ်ဒါပေမဲ့အဲ့ဒီအသင်းက Nottingham Forest လိုမျိုး B အသင်း Nottingham Forest လိုလူမစုံတဲ့အသင်းကအနိုင်ယူတာကျွန်တော်ခံခဲ့ရတာနော်လွန်ခဲ့တဲ့ကျွန်တော်ထားပါတော့ဗျာနော် FIFA Club World Cup တွေပါတယ်ကျွန်တော်ပြန်ကြည့်တဲ့အခါ PSG လိုမျိုးအရန်ကောင်းလွန်းလာပါတယ်ဆိုတဲ့အသင်းမျိုးကို Maresca ကအမှန်ကန်လုတ်ပြရင်းနဲ့အနိုင်ယူထားတာဂိုးပြတ်တွေပါတယ်အနိုင်ယူရင်း FIFA Club World Cup ကိုဘိုးဆွဲထားတဲ့အသင်းအဲ့ဒီအသင်းကကျွန်တော်တို့နေနဲ့တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်မျိုးမှာအခုလက်ရှိအဆင့်9တို့အဆင့်10တို့ကျွန်တော်ဖြစ်နေပြီးတော့ Premier League နောက်ဆုံး6ပွဲဆက်ကိုကျွန်တော်ရှုံးနေထားတယ်ဒါဟာတော်တော်ကိုစိတ်တက်ကြစရာစိတ်ပြက်စရာအနေထားပါကစားမားတွေဆိုလို့ရှိရင်လည်းပဲသူတို့မှာပေါ့နော်ဟိုပွဲတစ်ပွဲမှာအနိုင်ယူနိုင်မယ်ဆိုတဲ့ယုံကြည်မှုတော့ပါတွန်းတိုက်တဲ့ကစားဟန်တွေဘာမှကျွန်တော်မတွေ့ရဘူးအားလုံးကဟိုခုနကပြောသလိုပဲပိုင်ရှင်တွေကနေစပြီးတော့ဟိုအောက်ထိအကုန်လုံးကတစားစီဖြစ်နေတာဆိုတော့ညီတို့ရော Chelsea ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲအခုဆိုရင် Chelsea က6ပွဲဆက်တိုက်ရှုံးနေသွားပြီးတော့1993ခုနှစ်နောက်ပိုင်းမှာပထမဆုံးဆိုလို့ပြန်ပြီးတော့ရှုံးနေတာဖြစ်တယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးပါ